မိသားစုနဲ့မိတ်ဆွေတွေကပေါ့နော်အခုလိုမျိုး mental health ဘိုင်းမှာတော်တော်စိတ်ပင်ပန်းမျိုးခံစားနေရတဲ့သူတယောက်ကိုဘလို့နီးလက်နဲ့ကူညီပေးလို့ရနိုင်မလဲဒေါက်တာမိသားစုနဲ့မိတ်ဆွေရပါတော့ဘယ်လိုလဲဒါဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာပင်ပန်းနေတဲ့စိတ်ကြမ်းမှမကောင်းဖြစ်နေလူတယောက်ဘယ်လိုမျိုးကူညီပံ့ပိုးပေးလို့ရလဲဆိုတော့နံပါတ်1ကတော့ကျွန်မအထင်နဲ့အရေးကြီးဆုံးလည်းဖြစ်တယ်ပေါ့နော်အရင်ဆုံးပေါ့အရေးကြီးတဲ့ကိစ္စတွေမပြောသေးခင်ဒီပေါ့ကျွန်မတို့စိတ်ကျမ်းမာရေးမကောင်းတဲ့လူတယောက်ကစိတ်ကျမ်းမာရေးပြန်ကောင်းမှုဆိုတော့သူကိုယ်တိုင်ပေါ်တယ်မဟုတ်ဘူးပေါ့နော်သူပတ်ဝန်းကျင်က support ပေါ့နော်ကျွန်မတို့ပြောနေကြ social support လို့ခေါ်တာပေါ့နော်စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုလေးရရင် social connection လေးတွေကောင်းကောင်းရနေသူ့အတွက်ကပိုပြီးမြင်မြင်ပြန်ကောင်းလာနိုင်ခြင်းများတာပေါ့လीနော်ဒါလေးကိုလည်းအရင်ဆုံးအားလုံးကိုပြောပြချင်တယ်ပေါ့လीနော်ဆိုတော့လူတယောက်ကိုစိတ်ပန်းဆိုင်ရာထောက်ပံ့ပေးဖို့ဆိုရင်အရင်ဆုံးသူဘာဖြစ်နေလဲဆိုတာကိုနားလေလက်ခံပေးဖို့လိုတာပေါ့လीနော်ကျမတို့စိတ်ပန်းဆိုင်ရာပြဿနာတွေဆိုတာကျမတို့နေ့တတူကစီးကျူသွေးတူယောဂလိုပဲပေါ့လीနော်ဆိုတော့ဒုတိယကထားမှာတော့သွေးပေါင်တက်နေဆွေးဟာခေါင်းမူးနေလားစိတ်လေးရှုံမလားစိတ်လေးတောင်းမလားလူဝိုင်းကူပေးတယ်လို့ပဲပေါ့နော်သူလည်းဒီနေ့စိတ်ဖိစီးမှုတွေဖြစ်နေတယ်သူဘာလေးတွေလိုအပ်မလဲဆိုတော့အရင်ဆုံးဒီပေါ့ဒီကိုညီပေးတဲ့အဆင့်မရောက်ခင်မှာကိုကဒီစိတ်ကြမ်းမာယောဂဆိုတာဒီစိတ်ကြမ်းမာယောဂစိတ်ကြိုသွေးတို့ဘေးလိုပဲပေါ့နော်လူတွေမှာဖြစ်တတ်တယ်ဒီလိုမျိုးလေးကိုတွေးဖို့လိုအပ်တယ်ပေါ့နော်ပြီးရင်စိတ်ကြမ်းမာရေးဒီလိုမျိုးဘယ်လိုမလဲစိတ်ဖိစီးနေရဲဒါမှမဟုတ်ကိုယ်မှာစိတ်တချနေရဲစိတ်ပူမှုများနေလို့တရားကိုတွေးတဲ့အခါကျရင်သူကလာရင်ဖွင့်ပြောဆိုရရလေးရှိရပါလိမ့်နော်အဲ့ဒါတွေကိုကျမတို့ရစိုးကလည်းမျိုးပေါ့မဝေဖန်ဖို့ပေါ့နော်မင်းယောက်ျားပဲတောင်းခံမှာပေါ့ဆိုတာတဲ့ဆိုင်သူပြောသမျှလေးနားထောင်ပြီးဖို့ပေါ့နော်ကိုကသူ့နေရာကိုထပ်တူထမြမဝင်တော့မတတ်နိုင်ညစိတ်ချင်းစာနာပြီးနားထောင်ပြီးဖို့ပေါ့လीနော်ဈာဖြစ်မပြောဘူးမဝေဖန်ဘူးသူပြောသမျှလေးတွေကိုညင်းညင်းပဲနားထောင်ပြီးမယ်ကိုကတုံ့ပြန်ပြောဆိုဖို့စကလုံးတွေမလုံလောက်ဘူးဆိုရင်တော့မှကျမတို့လည်းကြုံမှုတယ်ပေါ့နော်ကိုကဘလောက်ပဲပညာရှိမှဖြစ်ဖြစ်တစ်ဖက်ကလူကကြုံတွေ့ရတဲ့စိတ်ပီစီမှုဒါမှမဟုတ်ဝမ်းနည်းစရာကိစ္စအမတန်မှများတဲ့အခါမှာကျမတို့ကိုယ်နဲ့စကလုံးတွေပြောက်သွားတတ်တယ်ဆိုတော့အချိန်ခဏပြင်ယူရတယ်ပေါ့ဆိုတော့တာမန်လူတယောက်အနေနဲ့ဆိုရင်လည်းဒါကဖြစ်တိုင်းရှိရရရဖြစ်တယ်ဒါပေမဲ့အနည်းဆုံးတိတိစစ်စစ်လေးနားထောင်ပြလိုက်တာလေသူ့အတွက်အမှအထောက်အကူပြုရပေါ့လीနော်နောက်တစ်ခုကကျတော့ကျွန်တော်အရေးကြီးဆုံးအခက်အခဲသူ့ကိုပေါ့နော်သူကိုယ်တိုင်မရှာဖွေနိုင်တဲ့အခြေအနေလေးရှိနေတာပေါ့နော်စိတ်ကြမ်းမာရေးကိုကြီးတွေကောင်ဆလာရှာတာဒါမှမဟုတ် psychologist ပေါ့စိတ်ကြမ်းမာရေးပညာရှင်တွေရှာတာဒါမှမဟုတ် psychiatrist ပေါ့သူ့အခြေအနေကတော့ဘယ်လိုပြောမလဲစိတ်ကြမ်းမာရေးထူးထူးဆရာဝန်နဲ့ပြဖို့လိုအပ်တယ်ဆိုတဲ့ဟာမျိုးပဲဖြစ်ပေါ့နော်တွေ့ရပြီဆိုရင်အားလုံးပေါ့ဘုသူစီကိုပဲဖြစ်ဖြစ်တင့်တော်သလိုကိုကချိတ်ဆက်ဆောင်ရွက်ပေးနိုင်တယ်ပိုကောင်းတယ်ပေါ့နော်သူကိုယ်တိုင်ကိုလည်းဒီအောင်နားလေးလက်ခံလာအောင်ပြချင်အောင်ကိုယ်တိုင်ကပြောပြဖို့လိုအပ်တယ်ဘာပဲလို့ငွေကြေးပိုင်းမဟုတ်ပဲနေပေါ့နော်ကိုကူညီပေးနိုင်တဲ့ຢာတွေရှိရဆိုရင်လည်းဒါကူညီပေးလို့ရတယ်လူတွေကထင်ကြတာငွေကြေးပိုင်းကူညီပေးမှလူတယောက်ကူညီလို့ထင်တာပေါ့နော်မဟုတ်ဘူးပေါ့တခါတည်းကျရင်ကိုယ့်ရဲ့စကလုံးလေးတွေနှွေးထွေးမှုလေးရာတဆင်းကလည်းလူတစ်ဖက်သားကိုစိတ်ခွန်အားရစေရပေါ့လीနော်ဆိုတော့ကျမတို့ကတက်နိုင်ရင်ချိတ်ဆက်ပေးမယ်ချိတ်ဆက်ပေးရင်လည်းမကောင်းဒီတက်ပူတက်နိုင်ကိုယ်တိုင်လိုက်ပါပြီးအတူတူပြပေးမယ်ပေါ့နော်ပြပေးပြီးသွားရင်လေဒီတိုင်းလွတ်မထားဘူးသူပူတောင်းမှုတွေအချိန်မှယူနေရလားသူ follow up ကပဲရလေသူ့ကိုဘာတွေ support ပေးဖို့လိုနေအောင်လဲပေါ့စေးတောက်တယ်ဆိုလဲစေးတောက်တဲ့အလျောက်ပေါ့ဒီကောင်ဆယ်လင်းမှာလည်းကောင်ဆယ်လာနဲ့ပြပွားရင်သူလှုပ်ချင်တဲ့အရာလေးရှိနိုင်နေပေါ့လीနော်ဒါမျိုးလေးလည်းဝိုင်းကူပေးလို့ရတယ်ဒီလိုအကူအညီတွေတိုင်းမရောက်သေးဘူးဆိုတော့မှဈာပြည့်သူတက်တာအောင်လို့ဘာသာရေးဆိုင်ရာအကူအညီထောက်ပံ့လေးလည်းအတူတူပေါ့နော်ဖျားသွားပြီးတာအတူတူကျန်းစာရွတ်ဖတ်ပြီးတာဒါမျိုးလေးအစားကူညီပေးလို့ရတယ်ပေါ့နော်ဆိုတော့ကျမတို့တယောက်နဲ့တယောက်မတူတဲ့အပေါ်မှာတော့ကူညီပေးပုံအတိုင်းတယောက်တူမှာတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုပေါ့နော်တူတယောက်ရဲ့အကူအညီကိုရယူခြင်းကလူတိုင်းအတွက်ကိုအမတန်မှဘယ်လိုမလဲခွန်အားဖြစ်စေပေါ့နော်ကိုပေးလိုက်တဲ့အကူအညီအားသေးတယ်လို့ထင်ရပြီပဲတစ်ဖက်ကလူအတွက်ကကြတော့ဒါလေးကအလင်းရောင်လေးတစ်ချက်ဖြစ်သွားနိုင်တယ်ဆိုတဲ့ဟာလေးကိုလေတစ်ချက်ထပ်ပြီးပြပြပေးရစေပေါ့နော်
ပြီးရင်ပေါ့စိတ်ပိုင်းဆိုင်ရာပြဿနာတက်နေတယ်စိတ်ချမ်းသာရေးမကောင်းမှုစိတ်ဖောက်ပြန်နေရဖြစ်ပေါ့နော် anyway စိတ်နဲ့ပတ်သက်တဲ့ပြဿနာလေးရှိနေတဲ့လူတွေရဲ့မိသားစုဝင်ကိုယ်တိုင်ကလည်းကိုယ်တိုင်လည်းစိတ်ပီစီမှုရတတ်တယ်ပေါ့နော်ကိုယ်တိုင်မှာလည်းဘယ်လိုမလဲကိုယ့်ရဲ့ self care ကိုကိုယ်ကို view ဆိုင်ဖို့အားနေသွားတဲ့အချိန်ကြီးရှိတတ်တယ်ဒါကျမကြီးဝန်ထမ်းတွေမဟုတ်ဘူးစိတ်ကျမကြီးဝန်ထမ်းတွေမဟုတ်ဘူးမိသားစုဝင်တွေမှာပါဒီလိုရိုက်ခတ်မှုရှိနေတဲ့အတွက်ကြောင့်မို့လို့ကျမတို့ကကိုယ်တိုင်ကလည်းကိုယ်ပိုင်ရဲ့စိတ်ဖြစ်စီမှုကိုယ့်ရဲ့ပေါ့နော်ကိုကိုဂရုစိုက်မှုလေးတွေကိုတေချာလေးကြိုက်တွေ့ဖြစ်ရှင်းမှုလိုအပ်တယ်ပေါ့နော်တေချာလေးဂရုစိုက်ပြီးဖို့လိုအပ်တယ်ကိုယ်ကိုလည်းတတိချာချာခွန်အားဖြည့်ထားမှသူများကိုညင်နိုင်မင်းဆိုတဲ့ဟာလေးလည်းထပ်ပြောချင်တယ်ပေါ့လေအဲ့ဆိုကဘာကြီးကိုမကယ်တင်ခင်ကိုရင်ကယ်တင်ရမယ်သူများမကယ်တင်ခင်လည်းကိုရင်ကယ်တင်မှာကိုကစိတ်ချမ်းသာရေးကောင်းနေမှာလေသူများပြောတော့နားထောင်ပြီးပါအားလေးလည်းကျွန်မတစ်ချက်လေးပြောချင်တယ်ပေါ့လေနော်ကျွန်မ client နေမှာပါတွေ့ရတယ်ဆိုကိုယ်တိုင်စိတ်ချမ်းသာရေးသိမကောင်းဘူးသူများပြောရင်နားထောင်တဲ့အခါမှာပိုးဆိုးလာတတ်တဲ့အဟာမျိုးလေးလည်းတွေ့ရတယ်ပေါ့လေနော်ဆိုတော့ကိုယ်စိတ်ထဲမှာရှိနေတဲ့အရာတွေနဲ့သူတို့ပြောပြတဲ့အရာတွေနဲ့လည်းသွားချိတ်ဆက်သွားတဲ့အခါကျရင်လည်းတစ်ခါကျပိုးဆိုးတတ်တယ်ပေါ့နော်ဆိုတော့လူတစ်ဖက်သားရဲ့စိတ်ပီစီမှုပြဿနာတွေနားထောင်မှုဆိုရင်ကိုယ်တိုင်ကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာရှင်းရှင်းလင်းလင်းဖြစ်နေစေချင်တယ်ရှင်းရှင်းလင်းလင်းဖြစ်နေစေချင်တဲ့ဖြစ်နေဖို့လိုအပ်တာပေါ့လေနော်ဒါလေးကျွန်မထပ်ဆင့်ပြပြချင်ပါတယ်လို့နော်အဲဆိုသူများကိုကူညီမယ်ဆိုရင်ကိုယ်တိုင်လည်းကိုယ်ဆောက်ရှောက်ပါပေါ့နော်ယနေ့ခေတ်မြန်မာလူငယ်တွေအတွက်စိတ်ကျန်းမာရေးပြဿနာတွေကိုခံယူပုံပြောပြပုံတွေရဲ့ပြောင်းလဲမှုတွေကိုဒေါက်တာသတိထားလာမိတဲ့အခြေအနေလေးတွေနဲ့ပြပြပေးလို့ရမလားမသိဘူးရှင်ဟုတ်ကဲ့ပါဟုတ်ဒီနေ့ခေတ်လူငယ်ရဲ့စိတ်ချမ်းသာရေးနဲ့ပတ်သက်ပြီးခံယူချက်ကလေကျွန်မကိုယ့်ရဲ့တဲ့ဆိုင်ပို့ပြီးကောင်းလာလို့တော့ကျွန်မမြင်ရတယ်ပေါ့ဒီတိုင်းပဲလေကိုတွေ့ရတဲ့ဟာလည်းမြို့ပေါ်ကလူငယ်လေးဖြစ်ဖို့လို့များရဲပေါ့ဒါပေမဲ့ဘာတွေ့ရလဲဆိုတော့ workshop တွေပဲလို့ training တွေပဲလို့လာတက်တာလေလူငယ်လေးကြီးများရဲပေါ့နော်လူကြီးပိုင်းကတယောက်နှစ်ယောက်ဆိုလူငယ်ကအယောက်20 30လောက်လာတယ်ပေါ့လေနော်ဆိုတော့လူငယ်တွေကဒီစိတ်ကြမ်းမာရေးဆိုတာကိုသူတို့တွေကသိချာကောင်းမမို့တော်တော်လေးလိလာလိုက်စားကြရဲဆိုရဲခန်းစားချက်ကျွန်မမှရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီခေတ်မှာလည်းစိတ်ပီစီမှုကလည်းအခမ်းရဆိုတာလူငယ်ဖြစ်ဖို့များတယ်ပေါ့ဒီနော်ကျွန်တော်နိုင်ငံရဲ့ SRTD မတိကျမရမှုတွေစီးပွားရေးကြရက်တွေနိုင်ငံရေးကြရက်တွေခြားရဲမှာသူတို့ရစိတ်ပီစီမှုတွေစွန့်ရည်ပူမှုတွေမကြာခဏခံစားနေရတဲ့ခါကျတော့တော်တော်များများကျွန်တော်တို့ပြောမလဲကို self care ကောင်းကောင်းလုပ်တဲ့အပိုင်းတွေတွေ့ရတယ်အခုခေတ်လူငယ်တွေပေါ့လေနော်သူတို့ရ counseling ပို့ယူကြတယ်ကျွန်တော်တို့အရင်program တွေလုပ်တော့ဆိုလဲလာပြီး counseling ယူတဲ့လူတွေထဲမှာတော့လူငယ်တွေအများစုပါတာတွေ့ရတယ်ပေါ့လေနော်ဆိုတော့အခုခေတ်လူငယ်ရဲ့စိတ်ကြမ်းမာရေးဘူးတူတာကျွန်တော်တို့အရင်ခေတ်တွေထက်ဆိုင်တော့ပို့ပြီးဖွံ့ဖြိုးတိုးတက်တဲ့အပိုင်းတွေ့ရတယ်တစ်ဖက်ကလည်းဗာတွေ့ရလဲဆိုတော့ပေါ့နော်တစ်ဖက်ကဒီလိုမျိုးစိတ်ကြမ်းမာရေးကိုပိုသိလာသူပဲသူတို့မှကြုံရတဲ့ပြဿနာတွေကလည်းရှေ့ခေတ်ကျွန်တော်ကြုံခဲ့ရတဲ့ယူစိတ်ပီစီမှုလောက်မဟုတ်ဘူးပေါ့နော်လူငယ်လေးမှာတော်တော်များမှာ addiction ဒီလိုမျိုးပေါ့ဆွဲလန်းတာတွေပေါ့နော် game addiction တွေဒီပေါ့ internet addiction တွေ Facebook addiction တွေနောက်ဆုံးပေါ့ကျွန်တော်ပုံ website တွေကြည့်ပြီးပုံ addiction case တွေဒီလိုမျိုးလည်းများလာတဲ့ဟာလေးလည်းတွေ့ရတယ်ပေါ့လေနော် anyway သူတို့ရဲ့ဒီ way of concept ကတော့ကျွန်တော်ရှေ့ခေတ်နဲ့မတူဘူးပေါ့သူတို့ကတော့စိတ်ကြမ်းမာရေးဆိုတာကိုသိချတယ်အကူအညီရယူတယ်ပေါ့တော်တော်များများပေါ့လေဒါတော့ကျွန်မနေဘက်ကလူငယ်ကြီးဆိုလဲအဲ့လိုမျိုးလေးတွေ့ရတယ်ပေါ့လေနော်အကုန်လုံးလိုမှာကဒီဟာကိုနားလေလက်ခံလာတဲ့သဘောတရားကိုလည်းပို့ပြီးတွေ့ရတယ်ပေါ့လေနော်ဆိုတော့လာခဲ့တဲ့လူငယ်ကြီးအားလုံးရဲ့များတော့ဖြစ်အကြောင်းအရာလေးတွေကလည်းတွားပြီးတူကြတဲ့အခါကျတော့သူတို့အချင်း supportive ပို့ဖြစ်တဲ့အပိုင်းလေးတွေတွေ့ရတယ်ပေါ့လေနော်ဒါပေမဲ့လည်းပေါ့တချို့မတူညီရဲ့လူငယ်လေးလည်းရှိရပေါ့နော်ဒါတော့ night life ဒီမှာပြောပြီးရတယ်
party dress တွေပေါ့လေနော်ဒီလိုမျိုးတွေသုံးဆွဲပြီးရတဲ့အတွက် addiction case လေးတွေများတယ်အဲ့လိုမျိုး case လေးလည်းတော်တော်လေးများလာတယ်ပေါ့လေနော်လူငယ်တွေမှာကျတော့ဒါက normalize တောင်ဖြစ်လာသလိုကျွန်မခံစားရတယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့မင်းလည်းပြောချင်တာသုံးငါလည်းဒါပြောချင်တာသုံးဆိုပြီးရတယ်သုံးကြတယ်တော်တော်လေးအချိန်ကြီးဆိုးမှာပေါ့ကျွန်တော်စီရောက်လာတဲ့ဟာမျိုးလေးတွေ့ရတယ်ပေါ့လေနော်ဆိုတော့ပျော်ရွှင်မှုကိုဒီပေါ့မိသားစုစီကနေမရဘူးကျောင်းစာသင်ခန်းတွေကနေမရဘဲနဲ့သူတို့ကအဲ့လိုမျိုးစီးပွားတွေကနေတစ်ဆင့်ယူနေတဲ့လူငယ်လေးတွေတွေ့ရတယ်ပေါ့လေနော်ဒါလေးလည်းတွေ့ရတယ်ပြီးသွားရင်နောက်တစ်ခုကကျတော့ AI နဲ့စကားပြောတာပေါ့လေနော်ကျွန်မအဲ့ဒါတော်တော်လေးတွေ့ရတယ်ပေါ့ကျွန်မစီမရောက်ခင်ဟိုသူတို့က AI အနေနဲ့အရင်ကောင်းစနစ်ယူတယ်ပေါ့နော် AI နဲ့အပြန်အလှန်ပြောတယ် AI လည်းသူပေးတယ်ပေါ့သူတို့ satisfy မဖြစ်လို့တဲ့ကျွန်မစီရောက်ရင်ရောက်တက်တယ်ပေါ့လေဒါမျိုးလေးလည်းတွေ့ရတယ်ပေါ့လေနော်ပြီးရင်ကိုယ့်အကို self diagnosis ပေါ့ကိုယောဂလက္ခဏာတွေကိုကြည့်ပြီးကို ADHD လို့ထင်တဲ့လူငယ်လေးတွေတော်တော်များများရောက်လာကြရပေါ့လေကို ADHD ပါဆိုရတဲ့အဲ့လိုမျိုးပေါ့နော်သတ်မှတ်ပြီးရတယ် diagnosis အပြီးထုတ်ပြီးရောက်လာတဲ့လူငယ်လေးတွေလည်းတွေ့ရတယ်ပေါ့လေနော်ဆိုတော့ဒီနေ့ခေတ်လူငယ်တွေရဲ့ပုံစံလေးစိတ်ကြမ်းမိုက်ဖြစ်တာရအောင်ကျွန်တော်ခေတ်တွေနဲ့တော်တော်လေးကွဲပြားရပေါ့လေနော်အရင်ခေတ်တွေနဲ့လည်းကွဲပြားတယ်ဆိုတော့ချိန်လေးပေါ့တွေ့ရတယ်ပေါ့လေနော်သူတို့ရဲ့ဘာပြောဒီပြောပြလာတဲ့ပုံစံလေးတွေကလည်းမတူဘူးပေါ့လေနော်